စမင်းထန်ကိုဝိတ်ကြိုးပေးပြီးကစားရတာကြောင့်ကျော်စာဝင်းနေနဲ့ဒီချက်တွေကိုဒေတာရှင်ပြိုင်ဖို့လိုပါမယ်ပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျာလက်ဝီစုပရင်းကတင်ဆက်နေပါတယ်ကျော်စာဝင်းကိုဝိတ်သားစည်းနဲ့ထိုးဖို့ရွယ်ချက်ရှိလှုပ်ဆောင်ခဲ့တဲ့စမင်းရဲ့လောက်ရက်ကတော့ယွန်းစရာပါပဲဒါပေမဲ့ကျော်စာဝင်းဘက်ကလူကြီးသူကောင်းဆန်ဆန်လက်ခံလိုက်ပြီဆိုတော့ကျွန်တော်ကတော့ကွင်းထဲမှာပဲစကားပြောရတော့မှာပါဒါပေမဲ့နှစ်ပေါင်သားစည်းဆိုတာက flying weight တန်းမှာအတော်လေးကွာခြားမှုရှိတာမို့လို့ကျော်စာဝင်းနေနဲ့သတိထားမဲ့ချက်တွေကိုခုလိုဆွေးနွေးပေးလိုက်ရပါတယ်နံပါတ်1ဝိတ်ပိုများတဲ့စမင်တန်ဟာပိုပြီးပါဝါပါတဲ့လက်သီးချက်တွေနဲ့ဖိအားပေးလာနိုင်ပါတယ်။ကျော်စော်ဝင်းအနေနဲ့ထိတ်တိုက်ရင်ဆိုင်ရတာမျိုးကိုရှောင်သင့်ပါတယ်။ကျော်စော်ဝင်းအနေနဲ့ထိတ်တိုက်ရင်ဆိုင်တာမျိုးကိုရှောင်ရှားသင့်ပါတယ်။စမင်တန်ရဲ့အားအင်ကပထမချီမှာအပြည့်ရှိနေမှာမလို့ကျော်စော်ဝင်းကဖူးဝက်ခြေလမ်းကိုသုံးပြီးတော့အဝင်ထွက်မြန်မြန်နဲ့ကစားမှာဖြစ်ပါတယ်။စမင်တန်ရဲ့ထိုးချက်တွေကိုလွတ်ပေးပြီးသူပြစ်မှတ်လွဲတဲ့အချိန်မှာပြန်ပြီးတော့တိုက်စစ်စင်တာအကောင်းဆုံးပါ။နံပါတ်2ဝိတ်တမင်မချဘဲနဲ့ပိုနေတဲ့သူရဲ့အားနည်းချက်ကပွဲကြလာရင်အမောမြန်တက်တာပါ။စမင်တန်ကဝိတ်သားစီနဲ့စောစောစီစီလဲထိုးဖို့ကြိုးစားပါလိမ့်မယ်။ကျော်ဆောင်ရင်ကပထမအချီနဲ့ဒုတိယအချီမှာခန်းစစ်ကိုကြစ်လက်ထားပြီးတော့သူ့ကိုအပင်ပန်းခံရမှာဖြစ်ပါတယ်။ပွဲကတတိယအချီဒါမှမဟုတ်နောက်ဆုံးပိုင်းရောက်လာရင်တော့ဝိတ်မှန်နဲ့ကျော်ဆောင်ရဲ့ခန္ဓာကြီးကပိုတာလာနိုင်ပါတယ်။နံပါတ်3ဝိတ်ပိုနေတဲ့သူတွေက1 byte ပိုင်းမှာအထိမခံနိုင်တာမျိုးရှိတတ်ပါတယ်။စမင်တန်ရဲ့မျက်နှာကိုပဲအာယုံဆိုင်ပြီးနဲ့သူ့ရဲ့1 byte နဲ့နံပေတွေကိုလက်သီးပြင်းပြင်းနေခြေကန်ချက်တွေနဲ့ထိုးနှက်တာကသူရဲ့အသက်ရှူနှုံးကိုမြန်စေပြီးတော့အာရင်ချိနဲ့သွားစေပါလိမ့်မယ်။နံပါတ်4စမင်တန်ကဝိတ်မဝင်လို့စိတ်ထဲမှာတခုခုတော့တုံလုံးမှုရှိနေနိုင်ပါ रे ကျော်ဆောင်အနေနဲ့ငါစီကန်းလိုက်နာတဲ့သူငါမင်းထက်ပိုတော်ရဲဆိုတဲ့စိတ်ဓာတ်နဲ့အေးဆေးဆေးကစားရမှာပါစမင်နဲ့ရိုင်းဆိုင်တဲ့ကစားဟန်တွေစိတ်ဆွတာတွေကိုဒေါသနဲ့မတုံ့ပြန်မဲနဲ့ညီပြူဟာအတိုင်းတည်ငြိမ်နဲ့ကစားဖို့အရေးကြီးပါ रे ဒီချက်လေးတွေကိုလိုက်နာမယ်ဆိုရင်တော့ဝိတ်ကြောပေးပြီးထိုးရမယ်ကြော်ကြီးရလက်ကောင်းနိုင်မှာပါနိုင်ပွဲရပါစေလို့လဲဆုတောင်းပေးလိုက်ပါ रे ခင်ဗျာ